ဘိုင်းဆက်မှာတော့ဟီခါတယောက်တက်ဖို့ချိန်ပေးနေဟီခညီမလေးလည်းရောက်လာပါတယ်ယူနဲ့ဘာညာပြောဟီခညီမလေးရှောက်ချီကိုထွက်သွားပါတယ်နောက်တော့ယူကီနိုနဲ့တွေ့ပြီးနေရာစကားဖြစ်ဖြစ်ယူကီနိုအမတို့ရဲ့ထိုးဘဲကိုလည်းတွေ့လိုက်ရကယူကီနိုကတော့ငါ့အမောက်ကိုအားကြောင်ပြောရင်လူတစ်ယောက်ကိုချီးကျူးတာအခုမှမြင်ဘူးလေငါကအဲ့လိုပုံပေါ်ပေမဲ့လည်းငါအမတို့လည်းကိချင်တာအမှန်ပဲနောက်တော့လူတစ်ယောက်ကြောင့်လာကစကားမီပြောင်းနေကြောင်းနဲ့ပုံလဲခေါ်တာမကင်ကြောင်းနဲ့သူမရှိပဲဝဲလို့မရဘူးလို့ပြောပါပါတယ်။ဆိုပြီးပြန်လာကြတဲ့ဟန်မာတို့လည်းရောက်လာကစကားမီပြောင်းနေကြောင်းကိုကြည့်တော့ကအရှင်တဘောတော့ထပ်ဆိုပြီးကိုယူကီနိုကအကူကြီးတောင်းလာပါတယ်။အဲ့ဒါမှာစကားမီကိုရှာဖို့အချိန်ရမှဖြစ်ပြီးဒီလိုနဲ့အားလုံးကိုစီတောင်းဝင်ယူကြပြီးဟီခါကတော့စကားမီကိုရှာရမှာဖြစ်ပါတယ်။ယူကီနိုအမကိုလည်းကိုရင်ထောင်းတိုင်းယူကီနိုနဲ့ယူကီဟန်မာတို့၃ယောက်ကတချင်းဆိုရင်အချိန်ဆွဲရမှာဖြစ်ပြီးဟီခါကတော့စကားမီကိုရှာခိုင်းလိုက်ဟီခါဆိုရင်ရှာနိုင်မှာဆိုတာတို့သိကြပါတယ်။ဒီလိုနဲ့ဟီခါလည်းစကားမီကိုရှာဖို့အတွက်အချိန်ကိုလည်းနည်းနည်းလေးပဲရတဲ့အတွက်ယုံကြည်မှုပြတ်ဆုံးသွားတဲ့သူတွေကဗမာနေလဲဆိုတော့စဉ်းစားရင်ဂျူဂျူမီကိုဖုံးဆက်လိုက်ပြီးကြော်တဲ့ရှိနေတဲ့အချိန်ကြီးဘယ်လေးသွားလဲလို့မေးလာကလက်ဆောင်ဆောင်နဲ့တခါတလေခေါင်းမိုးထက်ကိုတွားကြောင်းကိုပေးရလာပါတယ်ဟီကာလည်းခေါင်းမိုးထက်ကိုရောက်လာရင်စကားမီကိုတွေ့လိုက်ရကပေပေကစားတော့ပါမလို့ပြန်သွားတော့စကားမီကတော့ပြန်မလိုက်ချင်ပါဘူးဟာမာတို့လည်းရောက်လာကဟာမာနဲ့ပြန်သွားကြအောင်လို့ပြောပြမယ်လေဒါမဲ့အခုကဒါပြန်သွားလိုက်ရှင်စိတ်ပူပါနဲ့ငါတို့ကိုရင်ဆိုင်နိုင်မလားမဆိုတာမသိဘူးဟီခါလည်းယူကီနိုကတူလုပ်တဲ့ပုံစံအတိုင်းပဲလုပ်ခဲ့တာဒီတော့သူ့ရဲ့လုံနေကြအတိုင်းပဲရိုးရတာနဲ့ပိုးဝေလေးလေးနဲ့ဒဲပြောတဲ့ပုံစံမျိုးစိတ်ပြတ်သူတို့နဲ့အန်တရကမများကြောက်ဖို့ကောင်းတဲ့မျက်နှာပြီးနဲ့နေရမယ်ငါကအဆုံဆုံးပဲမင်းကတကယ်အဆုံဆုံးပဲစကားမယ်နင်ကနောက်ဆုံးတော့လည်းလှုပ်ရှင်တာကိုလှုပ်သွားတာပဲနင်ကတကယ်ကိုဂယုစားရှင်တာပဲခန့်ရှင်တာမှတ်လားအခုတော့နင်ကအဲ့လိုမဟုတ်ပါဘူးဆိုတဲ့စကားကိုကြားရှင်တီးတာလားနင်ပါရီပြောနေရတယ်နင်ကတကယ်တော့ယူကီနိုလိုပြစ်ချင်တာမှတ်လားအတိမဲ့နဲ့ပြုခံရမယ်ယုံကြည်လက်ခံရမယ်အခြားသူတွေကလည်းအားကိုးတယ်ဒါကြောင့်နင်ချစ်ချင်းဥက္ခရာဆိုတဲ့နေရာကိုယူလိုက်တာမလားပြောရရင်နင်ကတရရက်ကိုခိုင်းပြီးအထက်စီးကမိတ်ပေးရတဲ့ရတာကိုတို့ချင်တာမလားဒါကနင်ပြောတဲ့ရင်းချက်မှုလို့ခေါ်တယ်အားလုံးနဲ့တတိထားမိမှာပါသူတို့နေ့ကိုနားမလည်နိုင်ဘူးဆိုရင်တော့ငါတို့နားနေတယ်နေနဲ့ကနေကတူပဲမဟုတ်လို့လူပေါင်းရဲ့အနေဆုံးနေရာမှာနေကြတာလေတွေးကြည့်စမ်းပါဦးနင့်ကိုတစ်စက်လေးမှစိတ်ဝင်စားတဲ့ငါကနင့်ကိုအရင်ဆုံးရှာတွေ့ခဲ့တာနော်ဆိုတော့ပတူးမှနင့်ကိုလိုက်ပြီးရှာမလို့ရှင်ဦးဆိုတဲ့တပေါ်ပဲနင်ကဒီလောက်လေးပဲရှိတယ်ဟာရမှာလဲဆွတ်တွန်းလိုက်ခါဟီခါတော်လိုက်တော့ဟာမှာရလိုက်တော့သူ့ကိုထားသွားကြမယ်ပြန်လာကြရင်ဟာရမှာလဲဘာလို့ဒီနီလန်ပဲတွန်းလိုက်ရတာလဲလို့မေးပြီးထွက်သွားခဲ့ပါတယ်ဟီခါကတော့လူမခံရပါပြီနောက်ခါမှာတော့ယူကီဟမ်မာနဲ့ယူကီနိုတို့ကလည်းအကောင်းဆုံးဖေဖေတက်ဆက်နေကြကအကုန်လုံးလည်းအားပေးနေပြီးဟီခါကတော့တယောက်တည်းပါပဲဂျူးနဲ့စကားမီလည်းမိကုန်းကိုကောက်မပြောနိုင်ခဲ့ပြင်မဲ့ဟီခါကတော့ဘာမှမပြောခင်အဆင်ပြေမယ်လို့ပြောနေကြပြီးယူရီနဲ့အတိုင်းပဲလို့တူတူပြောနေကြပါတယ်ဟီဂါကတော့ဘာမှပြောတယောက်တည်းပါဆရာမလည်းရောက်လာကစားရမယ့်ကိစ္စကိုနင်ကောင်းကောင်းလုပ်ခဲ့ပြင်မဲ့ဖြစ်လာတဲ့ရလက်တွေကတော့ချီးကျူးဖို့ကောင်းနေဒါမဲ့နေ့ကိုချီးကျူးလို့မရဘူးဖြစ်နေတယ်ဘာလို့လဲဆိုလို့ရှင်ဟီခါကလူတွေကိုကူညီပေးပေမဲ့သူကိုယ်တိုင်နာကျင်နေရလို့ပါဟီခါတဲရက်ကိုကူညီဖို့အတွက်နဲ့နေ့ကိုနဲ့နာကျင်အောင်လုပ်တယ်ဆိုတာကမကောင်းဘူးနော်မဟုတ်တာကိုယ့်ကိုနာကျင်အောင်မလုပ်ပါဘူးနင်ကနာကျင်မှုကိုကျင်နာရနေပြီဆိုရင်တော့နင်နာကျင်တာကိုမြင်တဲ့သူတိုင်းရဲ့အတွက်တော့စိတ်ထဲပဲကောင်းပါပဲလေဆရာမလည်းထော်ထားပါတယ်နောက်နဲ့ကလပ်ထဲကိုဟီခါရောက်လာပြီယူနိုကတော့ချိုးဆိုးပါတဲ့လူအမောင်းများဆုံးသူကြီးနင်မြင်ရပြချင်တာလားဟာဒီနေ့စကားပြောပြရင်သူနဲ့ငါနဲ့ကမတူဒါပေမဲ့သူနဲ့စကားပြောရတာတော့စိတ်ချမ်းသာသူလိုပဲဟီခါတယောက်တွေးနေမိပါတယ်ဒါနဲ့လေယူနိုငါတို့တကယ်ချင်းတောင်းမှပါရင်အဲ့ဒါမဖြစ်နိုင်စကားတော့ဆော့မပြောရသေးဘူးရင်ကပြောခဲ့တယ်မလားနင်းနဲ့တကယ်ချင်းဖြစ်ဖို့ဆိုတာဖြစ်နိုင်ဘူးလို့ငါဘယ်တော့မှမလိမ့်ဘူးလေမဟုတ်သေးဘူးတင်းနေတော့ဘာမှမဖြစ်ပါဘူးငါလည်းအများကြီးလုပ်ခဲ့ဘူးလေတကယ်တည်နေပေမဲ့လည်းမတည်ဘူးဆိုပြီးပြောလိုက်တာမျိုးလိမ့်တာမျိုးမဟုတ်တကယ်တော့ငါနေ့ကိုဘယ်လိုလဲဆိုတာမသိခဲ့ဘူးဒါမှအခုတော့နင်းကိုတည်သွားပြီနင်းတို့တစ်ဖက်မဲ့ပြီးပြောတာကဟီခါကြီးတယောက်ရှက်သွားပါတယ်ယူကင်ဟမ်မာနဲ့ရောက်လာကဟီကင်နဲ့ယူကီနိုတို့ကိုအောက်ပွဲခံပါတီကိုတောက်ဖို့အသိခေါ်လာပါတယ်ဘဝမှာတချို့ကိစ္စတွေကပြန်လို့မရဘူးတနေ့ကျရင်ဒီပေါက်ကရဟန်ဆောင်ထားတာလေးအဆုံးတက်သွားမှာပဲဒီလိုအဆုံးတက်သွားတဲ့တနေ့တေချာပေါ့ဝမ်းနေရမှာပဲကဲနောက်တစ်မှပြန်တွေ့ရအောင်